ဒီနေ့ကတော့ Florence ကလာလေးဝင်မှာဖြစ်ပါတယ်ရှင်ကဲ Diamond ကဘလောက်ရှိဘဝရှိမကြွားတော့တော့တောင်းမှမပြေတော့ဘူးမလို့တိလားအချင်းလုံးဆက်မလို့ပဲ free ရရင်ကောင်းမှာပဲအဲ့ဒါဆိုရှင် Diamond တွေမကုန်တော့ Diamond တွေကိုချွတ်တာပြည့်သုံးချင်တာဒါပေမဲ့ lock ရဲ့ကျမကိုချွတ်တာခွင့်မပေးဘူးရှင်ဒီဘက်ပြင်မှာရစရာတွေကြံသေးတာပဲ cyclone လေးတော့အကုန်သုံးပြီးလို့ထင်နေရမကုန်သေးဘူးတော့ Gas ကားရဲ့အမြောက်ကားကြီးပြောက်ကောလို့ရှိရှင်တော့ Great Socket မှာဆိုလို့မပြောကောတော့ဘူးနော်တခါတန်းလှည့်တော့မယ်ရှင်ကျမစိတ်တဲ့ coin တွေအရမြန်နေနေလားမသိဘူးနော်ဖန်စီလောက်ပဲတန်မိုးရှိတဲ့ဟာတွေကိုကျမခဏခဏပေးတယ်ဒုက္ခပဲအပေါက်ဆွဲပြလိုက်လို့နေတူတယ်ဟိုမှာ skin ကောင်းထည့်ပေးရတယ်ရှင်လှည့်ထားတဲ့အချိန်ကြီး130ကျော်ပြီဆိုတော့ coin 50တော့ထည့်ရတယ်ရှင် color skin ကောင်းရဖို့အချိန်100ကျော်လှည့်စရာမလိုဘူးနော်အများဆုံးလှည့်ရအချိန်80ပဲရှင်ဒါကကျမနှစ်ကောင်းမြောက်လင်းလို့ထောက်နေဖြစ်ပါတယ်ရှင်ဒီအချိန်တွေကိုကြည့်တော့ကျမလုံးဝ free ရဖို့မဖြစ်နိုင်တော့ဘူးရှင်ကဲပြည့်ပြီလားဘလောက်တရရောက်ပြီလဲအမလေး930ပဲရှိသေးတယ်တော်ပြီ Diamond တွေချွေတာပြီးပဲလှည့်တော့မယ်တစ်ချိန်စီပဲလှည့်တော့မယ်ရှင်တခါ skin ကောင်းပေးပေါက်ပြီးတော့တခါတက်ဘာဘယ်နှခုလဲ10ခုလဲဟဲ့တို့အရင်ရက်ဆက်သွားပြီနော်အဲ့လိုမျိုးလောက်ပါ12ခုလို့ဆိုတော့သေးတယ်930ရှိသွားပြီဆိုတော့90လောက်လိုသေးတယ်ရှင်တစ်ချိန်စီလှည့်နေမှားပြီလားမသိဘူးတန်းတော့ဆက်တာကောင်းသားဟဲ့ခုတော့ကြားနေပြီဘယ်နှချိန်လှည့်ရောက်လို့ဘလောက်တော့ရကုန်ပြီလဲမသိဘူးရှင်တော့ခုမှခွန်9ရှိပဲရှိသေးတယ်ပွင့်ပြစ်ကန်နေမို့လားမသိပေးရတယ်ပို့ပြီးနဲလာရင်နော်ကျမလူလေလာကြနေတာဒီ animation ကငါမကြော်မိဘူးစိတ်ကလည်းမရှိတော့ဘူးခုတည်းကမပြည့်နိုင်သေးဘူးခွန်83နေဒီတစ်ခါတော့ပြည့်ပေးလိုက်ပါတော့ဟဲ့တက်တက်လောက်တာငါ့ကိုလုံးကလည်း9ခုလိုသေးတယ်တဲ့ Florence you ကတစ်စလေးမှမတန်တော့ပါဘူးဟဲ့အေးအခုမှထပေးနော်အခုမှထပေးရှားရကိစ္စမရှိဘူးနော်ငါမှ Diamond 9000ကျော်အောင်ကြံသေးတယ်အပြည့်လက်ခံတဲ့ကိစ္စမရှိတော့နောက်ထောက်ဝယ်လို့ရသေးတယ်ငါစီမှာချေမုတ်ကလေးဆိုပြီးမကိုင်တဲ့ကောင်မှဝယ်ပေးလိုက်လို့နေပြောအောင်မယ်နော်အဆောင်ဒီ Florence skin ကိုကျမမွဲတော့လို့စဉ်းစားနေဘာလို့ဆိုကျမမှာ internet season skin ရှိလို့ပါရှင်ဒါပေမဲ့ဒီ skin လေးကလည်းသူ့ဟာနဲ့သူ scale effect ရော scale အတန်ရောအရမ်းမိုက်နေရောရှင်ကင်ဖရစ်တွေတိကျမှာပါ glowing နဲ့ on နေရမျိုးလေးအရမ်းမိုက်တယ်နော်ကျမဒီ skin ကိုယူတာအချိန်80လောက်လှည့်ရတယ်ထင်တယ်တကယ်တော့မဟုတ်ပါဘူးရှင်68ချိန်ပဲလှည့်ရပါတယ်ရှင်တန်တော့တန်သားပဲတူကင်9ခုကို coin 50ရောအပါမှာ68ချိန်ပါရှင်အားလုံးပဲအစိုးရကြည့်ပြကြလို့ကျေးဇူးတင်ပါတယ်ရှင် see you later bye